ဒီဗီဒီယိုလေးမင်းရဲ့ဝေါ်ပေါ်ရောက်လာတယ်ဆိုတာတိုက်ဆိုင်လို့ရောက်လာတာမဟုတ်ပါဘူးဒီကက်လင်ငါကက်ကမင်းရဲ့လက်တလောခီးလန်းကြုံတွေ့နေရတဲ့အောင်မြင်မှုတွေဖိအားတွေနဲ့မမျော်လင့်ထားတဲ့အပြောင်းအလဲလေးကိုတကက်ချင်းစီဖော်ပြပေးနေပါတယ်မင်းဘဝရဲ့အနာဂတ်ဇက်ကွက်တွေမှာဘယ်လိုဆက်သွားရမလဲဆိုတာကက်ကလေးတွေကအဖြေပြောပြပေးနေပါတယ်။ Hello အားလုံးပဲမင်္ဂလာပါရှင်။ Day Intuitive and Mystery Guidance Channel မှာ Tarot Reader ငြိမ်းစင်သက်ဖြစ်ပါတယ်ရှင်။ Timeless Reading လေးဖြစ်တာကြောင့်ဘယ်ချိန်တွေ့မင်းနဲ့ Energy Resonate ဖြစ်တယ်ဆိုရင်ဒီ reading လေးကမင်းအတွက်ရောက်ရှိလာခြင်းဖြစ်ပါတယ်။ပထမဦးဆုံးကက်လေးအနေနဲ့ Queen of Pentacles လေးထွက်လာပါတယ်။ဒီကက်လေးကတော့မင်းရဲ့လက်ရှိဘဝမှာရည်တည်မှုတွေမင်းရဲ့ energy တွေမင်းတည်ငြိမ်အောင်စူးစမ်းနေတဲ့စီးပွားရေးတွေမိသားစုအတွက်လက်တွေ့ကျအပင်ပန်းခံပြီးထောက်ပံ့ကူညီနေတာတွေကိုပုံဖော်ပြပေးနေတဲ့ကက်လေးတစ်ကက်ပါပဲနော်။တခါလေကြာရင်မင်းထမ်းထားတဲ့ဝင်နေတာဝန်တွေကအရန်ကိုများပြီးပင်ပန်းနေပြီမဲ့အဲ့ဒီတာဝန်တွေကိုမင်းကနိုင်နေအောင်လုပ်နိုင်နေဒီမိသားစုဒီမောင်နှမကိုမင်းထောက်ပံ့နိုင်နေဆိုပြီးကျင့်နဲ့နေရတဲ့ energy တွေဖြစ်နေတယ်လို့ပြောပြပေးနေတဲ့ကက်လေးပါပဲဒုတိယကက်လေးအနေနဲ့ Force of One ကက်လေးထွက်လာတာပေါ့နော်ဒီကက်လေးမှာပြောပြနေတာကတော့မင်းစူးစမ်းခဲ့တဲ့အရာတွေမင်းအောင်မြင်မှုတွေမင်းပြီးဆက်ခဲ့ရတဲ့အရာတွေကိုနာကျင်စရာပူပန်စရာဝမ်းနည်းစရာလို့မထင်မှတ်ပဲသူတို့လေးတွေပြုံးပျော်ရွှင်နေတယ်သူတို့လေးတွေအဆင်ပြေနေရင်ကိုမင်းကကျင့်နဲ့နေရတဲ့သူပါတဲ့မင်းရဲ့ဘဝကြီးကပေးဆက်နေတော့ပေးဆက်လို့ပေးဆက်နေမှမသိပဲကြည်ကြည်နဲ့ကြီးပြုံးပျော်ပေးဆက်နေတဲ့ဘဝကိုမင်းရောက်နေတာပါတဲ့တတိယကက်လေးအနေနဲ့ Five of One ကက်လေးထွက်လာပါတယ်ဒီကက်လေးမှာပြောပြနေတာကတော့ဘဝရဲ့ဇလန်းကတဲ့မတ်အီးဝင်းစီစဉ်ထားတာမဟုတ်တဲ့အတွက်အမြဲတမ်းချိုးမွေ့မနေပါဘူးတဲ့ဒါကြောင့်မင်းရဲ့ပတ်ဝန်းကျင်မှာမင်းကိုပြိုင်ဆိုင်နေတဲ့လူတွေမနာလိုတဲ့လူတွေမင်းနဲ့အယူအဆမတူလို့စိတ်တဘောထားချင်းမတိုက်ဆိုင်နေတဲ့လူတွေလည်းရှိကောင်းရှိနေလိမ့်မယ်တဲ့ဒီအရာတွေကမင်းကိုစိတ်ဖိစီးမှုဖြစ်စေတယ် stress တွေများစေတယ်ပူပန်တော့ကတွေရှိစေတာတွေရှိနေလိမ့်မယ်တဲ့ဒါတွေကြောင့်စိတ်ညစ်စရာကောင်းပေမယ့်ဒါတွေကမင်းဘဝအတွက်ပိုပြီးရင့်ကျက်လာအောင် universe ကပေးတဲ့အိမ်စမ်းတစ်ခုပါပဲတဲ့စတုတ္ထကက်လေးအနေနဲ့တဲထောင်ဝါဆိုတဲ့ကက်လေးထွက်လာတာပေါ့နော်ဒီကက်လေးမြင်လိုက်ပြီးဆိုရင်တချို့တွေကစိုးရိမ်ပူပန်မှုတွေအများများသွားကြတယ်ကြောက်စရာကက်ကြီးလို့သတ်မှတ်ကြတယ်တကယ်တော့ဒီကက်လေးကကြောက်စရာကက်ကြီးမဟုတ်ပါဘူးနော်ကိုယ့်အတွက်မဟုတ်တော့တဲ့ energy တွေကိုယ်နဲ့မသက်ဆိုင်တော့တဲ့လူတွေကို benefit အတွက်သူတို့အကျိုးအတွက်ပဲလာပြီးကိုယ့်ရှိချီးကပ်တဲ့လူတွေကို universe ကရှင်းလင်းဖယ်ရှားပေးမယ်လို့ပြောပြပေးနေတဲ့ကက်လေးပါပဲဒါကြောင့်မင်းအတွက်မခိုင်မာတော့တဲ့ဆက်ဆံရေးတွေမှားယွင်းနေတဲ့ယုံကြည်ချက်တွေကိုအမြင့်ကစပြီးဖြိုချပစ်လိုက်ပြီး energy အတိတ်တွေနဲ့လမ်းဖွင့်ပေးတော့မယ်လို့ universe ကအချက်ပြပေးနေတာပါမင်းဘဝမှာကြီးမားတဲ့အပြောင်းအလဲတစ်ခုကြီးမကြာမီအချိန်တွင်းမှာမလွဲမသွေကြုံတွေ့ရမယ်လို့ကြိုတင်ပြောပြပေးနေတဲ့နမိတ်ကက်လေးပါပဲနောက်ဆုံးကက်လေးအနေနဲ့ Seven of Swords ကက်လေးထွက်လာတာပေါ့နော်
ဒီကက်ကတော့မင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေတိုင်းကိုမျက်စိမိတ်ပြီးမယုံပါနဲ့တဲ့သူတို့ကမင်းကိုလိုအပ်လို့ချိကက်တာတွေများနေတယ်ဆိုတာတတိပြီးနေတာပါတခါလေမှာကိုယ့်ရဲ့အကျိုးစီးပွားအတွက်ကိုယ့်ရဲ့လုံခြုံရေးအတွက်ကိုတော့သူတို့ကထိပါလာတတ်တယ်တဲ့ဒါကြောင့်တတိထားပါတဲ့အရာရာကိုမျက်စိမိတ်မယုံပါနဲ့လို့မင်းကိုတတိပေးနေတဲ့ကက်လေးပါနော်မင်းအရန်ယုံကြည်အလေးထားရတန်ဖိုးထားရတဲ့လူတွေတဲကပဲမင်းကိုနောက်ကျောဓာတ်နဲ့ထိုးတက်တာတွေရှိနေလိမ့်မယ်တဲ့ဒါတွေကိုလည်းတတိထားပါတဲ့ဒီနေ့ပြောပြပြီးသွားတဲ့ကက်ကလေးတွေရဲ့အဓိပ္ပာယ်နဲ့မင်းရှိစေရမယ့်အနာဂတ်အတွက်အထောက်ပံ့ကောင်းလေးတွေဖြစ်မယ်လို့မျှော်လင့်ပါတယ်နော်မင်းအတွက် energy resonate ဖြစ်တယ်ဆိုရင် channel လေးကို follow and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်ဗီဒီယိုလေးအဆုံးမတက်ခင်မှာမင်းပြီးနားမှာမင်းကိုသူတို့အကျိုးအတွက်ချီးကပ်နေတဲ့လူတွေရှိရင်တတိထားပါလို့မှာကြားချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်